ဝင်လာတာကတော့ကြော်ကြီးနဲ့ပြိုင်လက်ဇလာတန်ဖြစ်ပါတယ်ထိုင်းဖိုက်တာပါဝင်လာပါကြီးရဘလူးကော်နာဘက်ကနေထိုးတက်မှာဖြစ်ပါတယ်ကဲအခုကတော့ကျွန်တော်ရဲ့ဖိုက်တာဖိုက်တာကြော်သာဝင်းဝင်လာပြီဖြစ်ပါတယ်ဗျာပရိသတ်တွေကလည်းအုံးကြီးကြပါပဲကြော်သာဝင်းထွက်လာတာနဲ့ကိုကဲကိုအားပေးကြဗျာကြော်သာဝင်းကတော့ red corner ဘက်ကနေထိုးတက်မှာဖြစ်ပါတယ်ပြန်လာခြင်းနဲ့ပရိသတ်တွေနှုတ်ဆက်တယ်ခင်ဗျာနှုတ်ဆက်တယ်ဒါတော့ဆရာကြီးကတော့ confidence ရှိပဲဝင်လာတာပဲเนาะဒီရဲ့trainer ဆရာကြီးပါတယ်ဗောနော် Y2K လို့ဖွဲ့ပရိသတ်တွေကတော့တကယ်များတာဗျာတကယ်များတာရှူလိုက်ကြမှာပရိသတ်တွေဘယ်လောက်များလဲဆိုတာရှူလိုက်အဲ့ဒီ3ပုံ2ပုံလောက်ကညာမြန်မာပရိသတ်တွေကြီးပဲများပြီးတော့မြန်မာပရိသတ်တွေ foreigner လာတယ်ထိုင်းနေရလဲလာကြည့်တယ်ဒါပေမဲ့ထိုင်းနေလာကြည့်ရဆိုတာလေဒီမှာကထိုင်းဖိုက်တာကြီးကကလပ်တွေကလည်းများတယ်သူရဲ့ကြားစုဝင်ပါညာပေါ့နော်ဒီလိုဆက်တာလောက်ကိုလာကြည့်တာဒီမြန်မာပရိသတ်တွေကတော့ဒီအတိုင်းပဲအားပြီးကြတာတော့ကဲပြောအောင်လာကြရအောင်ကြလားတောင်းရကျိုးဝင်ဝင်တော့ခင်ဗျာကဲကျိုးဝင်နေဝင်ပြီဆရာဝင်လာပြီချိတ်กว่าမောဖြစ်ပါတယ်ဒါကတော့ဒီလေးကလည်းတော်မာနေပုံပဲเนาะကျန်းတဲ့ပုံပဲရတယ်ကဲဒါတော့ကြော်ကြီးပါကြော်တော့ဝင်ဟဲ့ရကဲအကောင်ထက်ကုန်ပြီဖြုတ်တော့မှန်ဖြုတ်တော့မှာပဲစားရမယ်ဗျာတီးထုတ်လိုက်ပါကြော်ကြီးဆောင်းက
ခုကတော့မှချီပြေးသွားပြီဗျာမှချီပြေးသွားပြီဗျပရိသတ်တွေကလည်းရှယ်ကိုအားပေးနေဗျာအုံးကြဲပဲရှိုးလိုက်အောင်အခုဆိုရင်တော့ကြည့်လိုက်အောင်ပထမတစ်ချိန်မှာတော့ကြော်ကြီးမှာနည်းနည်းလေးလွဲနေရတွေ့ရဘာလို့လွဲနေလဲသူကန်ချက်တွေထိုးချက်တွေမှာနည်းနည်းလေးတိုင်မကြိုက်တာလေးတွေ့နေရဘာလို့ပထမချိန်ဆိုတော့ဟိုဘဲရဲ့ကန်ချက်တွေကလည်းကောင်းတယ်ဗျာဟိုဘဲကလည်းတော့မာတွေပြောရမယ်ဗျတကယ်ထိုင်းဖိုက်တာလည်းကောင်းတယ်ကန်ချက်တွေဆိုလို့ရှိရင်ကြော်ကြီးကိုထိရပေါ့နော်ကဲအခုကတော့ဒုတိယကြီးစရဗျာကဲဆက်လက်ကြည့်လိုက်ကြကဲခုဆိုတော့ဒုတိယချီပြီးသွားပြီဗျာနှစ်ယောက်လုံးကတောင်ရိုက်ချက်တွေကိုတော်တော်သုံးရုပ်ကိုစော့သွားတာဗျာတော်တော်လေးကိုကောင်းတယ်နှစ်ယောက်လုံးကလည်းမာလို့ဗျာတော်တော်လေးကိုမာတဲ့ထဲပါလို့နှစ်ယောက်ရိုက်ချက်တွေကတော်တော်ကိုထိကြတာနှစ်ယောက်လုံးထိတယ်ဗျာသိလားကိုင်းရဲ့ညာဘက်ချမ်းမှာကျော်ရက်လဲမလို့ဖြစ်သွားသေးဗျာညှိသွားလားမသိဘူးကဲခုလို့ရှိရင်တော့ဒါနောက်ဆုံးကြည့်ပေါ့နော်တတိယကြည့်ခုခင်ဗျာစပြီဝဲသိမ့်လိုက်တော့ကွာဒါနောက်ဆုံးပဲ
ခုလိုရှင်တော့ဒါတတိယချီနောက်ဆုံးချီပြီးတော့ခဲ့ပါပြီခင်ဗျာပရိသတ်တွေကတော့ရှိုးလိုက်အောင်ဗျာတကယ်ကိုအားပေးကြတာဗျာတော်ကိုကောင်းတဲ့ပွဲလို့ပြောရမယ်ဗျာတကယ်ကောင်းတာတတိယချီမှာတော့ဒီချီကန်ချက်တွေကိုပို့ပြီးတော့သုံးလာတာကိုတွေ့ရတယ်ဗျာချီကန်ချက်တွေကိုသုံးတယ်ခုနဆိုလို့ရှိရင်ဗျာကြာသွားပြီကိုထင်တာဗျာဘေညာကွန်ပူရီနဲ့ဟိုထိုးပြီးရဲ့အချိန်မှာဟိုကောင်လည်းကွဲသွားရင်ကွဲသွားပြီးတော့ကြာပြီတဲ့လိုက်ထိုးနေဘူးတော်တော်ကိုမာတယ်ဗျာဇလာတန်ကလည်းတော်တော်လေးကိုမာလုံးလို့မကြတာဗျာကျော်ကြီးကထိကြတယ်ဗျာကျော်ကြီးလက်တီးကထိကြတယ်ဗျာဒါပေမဲ့ဟိုကောင်ကိုတော်တော်မာတာဇလာတန်ကတော့မထင်တော့ဗျာအဲ့လိုကြီးကြီးပေါ့ခုဆိုလို့ရှိရင်တော့ဒါတိုင်းနေအမှတ်ဆုံးဖြတ်နေနိုင်ရလဲကြီးညာတော့မှာဖြစ်သွားရဲ့ကဲကျော်ကြီးကတော့1 championship မှာနိုင်ပွဲထပ်မံရရှိခဲ့ပြန်ပြီခင်ဗျာဒါသူ့ရဲ့ဒါတတိယမြောက်ပွဲစဉ်မှာထပ်မံနိုင်ရခဲ့တာပေါ့နော်3ပွဲကစား2ပွဲနိုင်ဆိုတော့ရလာပြီးရရှိခဲ့တာဖြစ်ပါတယ်ပြိုင်ပွဲကစားသမားဇလာတန်လည်းတကယ်ပရိုဘီတာတွေပြောရမယ်ဗျကျော်သာဝင်းကိုတော့ respect ပေးတယ်ပေါ့နော်တကယ်ကိုတော့ပါတယ်ဟိုကွင်းထဲမှာလည်းတကယ်ကိုရှင်ထိုးပြသွားတာတကယ်ရတ်တာပြီးတဲ့ပွဲကောင်းတစ်ပွဲပဲဗျတော်တော်လေးကိုကောင်းတယ်နှစ်ယောက်လုံးကလည်းတော်တော်မာပြီးတော့ကိုကြည့်လို့ကောင်းတဲ့ပွဲတွေပဲပါဗျာနောက်ထပ်မြန်မာပွဲတော့ကြည့်ပြတယ်ဆိုလို့ရှိရင်လည်းဒီလိုဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်